Okay, channel thing ans are lighting designer, me designer the yaw position ne role channel, shimpia ma pibare. Channel could mean yare, channel the flocha solution, the chief general manager, general, the overall project kulo, general control, lome, lupibare. The Chuniama Sole, Diniama, Jono producer, no, Jono Tolo med lubo. To your Almajono Badushi ledo, artistic director Shibare. Nupinya the cool, rather meow, Tinseme director de Yopibare. A artistic director ye, Alma, Jono Napan Shibare. Administrator ne directors, no? Emma administrator ne directors, Marve, Jono administrator or Jono. To ye. Alma general public marketing manager assistant no general front of house manager books office manager assistant ushers bono da general di sayong ye shima tawon yu bi doဆောင်ရရမယ် manager ရှိမယ်ကျွန်တော်ဒီလက်မှတ်တို့ဘာလို့ရောင်းတဲ့ manager တွေရှိမယ်ပြီးကျွန်တော်လက်မှတ်ပြတဲ့လူတွေပေါ့နော်ပြီးကျွန်တော်ဒီဘက်မှာကျတော့ publicity and marketing manager ပေါ့နော်ကျွန်တော် market ဒီကျွန်တော်ဒီထုတ်လုပ်မှုအမှုပညာတစ်ခုကိုပရိသတ်တွေကိုထိုးပေါက်နိုင်အောင်နော်ကျွန်တော်ငွေကြေးရပြန်ရအောင်ဘယ်လိုရှာမဲဆိုတဲ့ team ပေါ့နော် marketing manager သူရဲ့အောက်မှာတော့ assistant ရှိမှာပေါ့အဲ့ဒါတွေကျွန်တော် administrator ရဲ့အောက်ကနေပြီးတော့ကျွန်တော်တို့ကသွားရမှာဖြစ်ပါတယ်ကျွန်တော်ရေးကြည့်တာတော့ဒီ director ကတော့အမှုပညာရသမြောက်ကိုဖန်တီးဖို့ဖြစ်တဲ့အတွက်သူကဒီကျွန်တော် production manager နော်ဒါကျွန်တော်သူနဲ့ဒီ director နဲ့ဆက်နွယ်ပြီးသွားရမှာဖြစ်ပါတယ်เนาะ director ရဲ့ဒီ artistic directors ရဲ့ကျွန်တော်တို့အမြဲတမ်းတွေ့ဆုံပြီးတော့ကျွန်တော်ဒီအမှုပညာထုတ်လုပ်မှုအကြောင်းကိုကျွန်တော်တို့စဉ်းစားပြီးတော့ဘယ်လိုလုပ်မလဲပေါ့เนาะအမြဲတမ်းတိုင်ပင်နေရမှာဖြစ်ပါတယ်သူရဲ့အောက်မှာခုန production manager အဲ့ production manager ဒီ product ဒီ project တစ်ခုလုံးရဲ့အမှုပညာတစ်ခုလုံးထုတ်လုပ်မှုပိုင်းကိုသူကကျွန်တော်ကြီးကြပ်ပေးရတာပေါ့အဲ့တော့သူ့အောက်မှာကျွန်တော်တို့ဘယ်သူရှိတယ် state manager ရှိပါတယ် state manager ရဲ့တာဝန်ကတော့အကြမ်းမြင်တော့ကျွန်တော်တို့ဒီ Q တွေကိုကျွန်တော်တို့ကခေါ်ပေးရတာပါ lighting audio costume set เนาะတခြားသော technical ဘိုင်းဆိုင်ရာပေါ့နော် state နဲ့ပတ်သက်တဲ့ technical ဘိုင်းအကုန်လုံးပြီးရင်ကျွန်တော်ပါဝင်တဲ့ဒီ cast တွေပေါ့နော်ကျွန်တော်တို့ performance တွေအစရကိုသူကနေပြီးတော့ Q တွေကိုစနစ်တကျနဲ့ရေးဆွဲပြီးတော့သူကတာဝန်ထမ်းဆောင်ပေးရတယ်rehearsal အချိန်ကနေပြီးတော့ကျွန်တော် show run နဲ့အချိန်ထိကိုတာဝန်ထမ်းဆောင်ပေးရတဲ့လူဖြစ်တယ်အရန်တာဝန်ကြီးပါတယ်သူရဲ့အောက်မှာ deputy state manager ရှိတယ်ပြီးရင်နောက်တစ်ခု assistant state manager ဆိုပြီးတော့ရှိတယ်ပြီးတော့မှကျွန်တော်ဘာလုပ်လဲကျွန်တော် role ကဒီမှာ lighting designer เนาะဒါမီးနဲ့ပတ်သက်ပြီးတော့ design လုပ်မဲ့ lighting designer ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအများနဲ့ရောထွေးလေးရှိတဲ့အကြောင်းအရာလေးရှိတယ်ဗျ lighting designer နဲ့ကျွန်တော် electrician နဲ့ဟိုအများနဲ့ရောသွားနိုင်တယ် electrician ကတော့ more engineering ပါเนาะသူကဒီ electrical engineer တွေပါသူကဒီဇက်ရုံမှာရှိတဲ့မီးတွေဒီမီးအိမ်ရဲ့ work တွေတွက်ချက်တာတွေเนาะ power failure ဖြစ်တာတွေအဲ့ဒါတွေအကုန်လုံးကိုသူကစနစ်တကျနဲ့ control လုပ်ပေးတဲ့လူပေါ့เนาะ designer ကတော့ကျွန်တော်တို့အဓိကသူကဒီမှာရှိတဲ့ equipments တွေနဲ့ဘောနော်ကျွန်တော်ဒီ instrument တွေ lighting instrument တွေနဲ့ဆက်လုံးကြွလာအောင်ပို့ပြီးတော့ရသမြောက်အောင်တနည်းအားဖြင့်အမှုပညာပိုင်းဆိုင်ရာအလှဖန်တီးတဲ့လူကိုကျွန်တော်တို့က designer လို့ပြောတာပါအဲ့မှာကျွန်တော်တို့က engineering နဲ့ရောသွားပါတယ်အမှုပညာပိုင်းပို့များပါတယ် arts back ကိုကျွန်တော်တို့ပို့များပါတယ်အဲ့ဒီ designer ရဲ့ညွှန်ကြားမှုအောက်မှာကျွန်တော်တို့ကဘာလုပ်လဲchief electrician တွေရှိတယ် assistant electrician တွေရှိမယ်ပြီးကျွန်တော်တို့တနည်းအားဖြင့် lighting ကျွန်တော် crew တွေရှိမှာပါเนาะဒါ designer ဆွဲလိုက်တဲ့ lighting design တစ်ခုကိုဒီအောက်ကလူတွေအကုန်လုံးကသူ့နေရာနဲ့သူချိန်သားကိုက်တွက်ချက်ပြီးတော့ကျွန်တော်တို့ချိတ်ဆက်ပေးရပါတယ်ဒါ lighting designer ကျွန်တော်တို့ပတ်ဖို့ရတဲ့လူတွေလည်းဖြစ်ပါတယ်အဲ့ဒါလေးနှစ်ခုတော့ကျွန်တော်တို့မရောရှင်းမိအောင်တတိထားဖို့လိုပါတယ်အဲ့တော့တခါကျ lighting designer တယောက်ကို electrical ကျောင်းနေပဲမေးနေလို့မရပါဘူးသူပို့ပြီးတော့သူ focus လုပ်တာကအဓိကကကျွန်တော်တို့အမှုပညာရသမြောက်အောင်မီး design ကိုလုပ်ခြင်းပဲဖြစ်ပါတယ်
ပြီးတော့နောက်တစ်ခုကျွန်တော်ဖြည့်ဆွဲပြောချင်တာ lighting design နဲ့ designer နဲ့ programmer နဲ့ပေါ့နော်အဲ့ဒါလည်းရှိပါတယ်နော်တချို့နေရာတွေမှာ designer ကပဲ programming မှာတခါတည်းလုပ်တာရှိတယ်တခါကြီးကျရင် designer က design အလုပ်ပဲလုပ်တယ် programming ဘက်ကိုသူမလုပ်ပါဘူးအဲ့ဒီ console လို့ခေါ်တဲ့ lighting console လို့ခေါ်တဲ့ lighting console board ကိုကင်တဲ့ operator တသက်ရှိပါတယ်အဲ့ဒီ operator အဲ့ဒီ theater အဲ့ဒီဇာတ်ရုံအဲ့ဒီ venue အဲ့ဒီ company တခုခုကထောက်ပတ်တဲ့ဘောနော် brand တခုခုပေါ့ lighting console တွေက brand အများကြီးရှိပါတယ်ဗျနော် Grammar တို့နော် Grammy ပေါ့နော်ပြီးရင် Evolite ပြီးရင်ကျွန်တော်တို့ Martin စသဖြင့်ကျွန်တော်တို့ပြီးရင်ထုတ်ထားတဲ့ဟာတွေအများကြီးဗျ strength lighting เนาะအခုဆို strength တော့မ Philips ပေါ့ Philips ကနေယူလိုက်တော့အဲ့လို ETC စသဖြင့် control တွေအများကြီးပဲဒီเนาะ console lighting console လို့ခေါ်တာပေါ့เนาะအဲ့ lighting board တွေအများကြီးဗျအဲ့ဒီပုံမှာ designer အားလုံးကိုသိချင်မှသိနိုင်တယ်အဲ့တော့ तू ကဘာလဲဆိုတော့ तू က visual तू ကပို့ပြီးတော့ကျွန်တော်တို့အမှုပညာရတာတင်ဆက်ဖို့အတွက်ကို तू ကကြည့်ရတယ်သူ့မျက်လုံးနှလုံးကဒီကျွန်တော်တို့တင်ဆက်တဲ့ state code ပေါ်မှာခုံအာယုံရောက်နေရမှာဖြစ်ပါတယ်။သူကဒီ console ကိုအာယုံရောက်လို့မရပါဘူး။အဲ့ဒါအရင်ရေးကြည့်ပါတယ်။ lighting console ကိုအာယုံရောက်နေလို့ရှိရင်ဟိုမှာဖြစ်ပြနေတာ तू မကြည့်နိုင်တော့ဘူး။ကျွန်တော်တို့ lighting တွေ layer ခွဲပြီးတော့ color တွေသုံးတယ်ပေါ့နော်။လောက်တဲ့ချိန်မှာ तू က focus လောက်ထားရမှာ तू ကအဓိက state ပါ state ခုံပေါ်လောက်ရမယ်။အဲ့မှာ lighting console ကိုပဲမဲပြီးတော့လုံနေလို့ရှိရင်သူ့အနေနဲ့ဟိုဘက်မှာအားနည်းချက်တွေဖြစ်သွားနိုင်တယ်။အဲကြောင့်ကျွန်တော်တို့နိုင်ငံတကာမှာများသောအားဖြင့် lighting designer သည်တခါတည်းတည်သက်ရက်တည်ပါတယ်။အဲ့တော့သူပိုင် programmer ကိုတက်တက်သူခေါ်ခိုင်းပါတယ်။အဲ့ဒါကိုကျွန်တော်တို့ operator တနည်းအားဖြင့် lighting programmer လို့ကျွန်တော်တို့ကခေါ်သုံးဆွဲပါတယ်။သူကတော့ဒီ lighting console အားလုံးတော်တော်များများသူကကင်နိုင်တဲ့လူဖြစ်ရမှာပါ။သူအဲ့ skill ကိုလည်းတော်တော်ကျွမ်းကျင်တဲ့လူဖြစ်ရမှာတခါကျသူတီးတာတကဘာလုံးမှာဇက်ယုံအားလုံးကတီးတာတွေက lighting console ကအမျိုးမျိုးကွဲပြားနေတယ်ကိုရောက်သွားတဲ့တီးတာမှာရှိတဲ့ console ကကိုကင်နိုင်ခြင်းမကင်နိုင်ပါဘူးအဲ့ချိန်မှာဒီအဲ့မှာရှိတဲ့ technician programmer ဒီ expert ဖြစ်ပါတယ်အဲ့အတွက်သူ့ကိုပဲကျွန်တော်တို့ကအဓိကအားကိုးပြီးတော့ကင်ခိုင်းရမှာပါကျွန်တော်ကလိုတဲ့ point တွေကျွန်တော် layout brand တွေချပေးပြီးတော့ကျွန်တော်တို့ designer လုပ်ရုံပါပဲအဲ့ဒါလေးတော့ကျွန်တော်ကွဲပြားစွာတည်ထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော် sound designer ပေါ့နော် sound designer တော့ကျွန်တော် audio ဘိုင်းဆိုင်ရာတွေကို lighting designer လို့ပဲသူလဲ sound ကိုအနုပညာရသားများကို design လုပ်တဲ့လူပါနော်အဲ့ဒါတော့ audio သမားတွေပို့ပြီးတော့တည်မှာပါပြီးရင်ကျွန်တော် sound technician ရှိပါတယ်ဒီသူလုပ်ထားတဲ့ design ကို set up လုပ်ပေးမဲ့အဖွဲ့တွေနော် audio engineeringဟုတ်ပြီနောက်တစ်ခုတော့ costume designer ပါ costume designer လည်းဒီတိုင်းပါပဲသူဒီအဓိက design ကိုအဓိကထားပြီးတော့သူချုပ်လုပ်မဲ့ design ပေါ်မှာသူဆွဲရတဲ့လူဖြစ်ပါတယ်ဒီဇက်ဝင်ခန်းနဲ့လိုက်ဖက်မဲ့အယောင်လေးနော်ပြီးရင်ကျွန်တော်အဝတ်စားရဲ့အသားတွေအစားသဖြင့်အကုန်လုံးကိုသူက drawing ရေးဆွဲရတဲ့လူဖန်တီးရတဲ့လူဖြစ်တယ်သူအောင်မှာ wardrobe supervisor ကကျွန်တော်ချုပ်လုပ်တဲ့အဖွဲ့တွေရှိမှာပါပြီးရင် cutter tailors เนาะအားလုံးဒီ wardrobe ရဲ့အောက်မှာပဲကျွန်တော်တို့ကထုတ်လုပ်မှုချုပ်လုပ်မှုအပိုင်းတွေပေါ့เนาะ dresses အစသဖြင့်အကုန်လုံးရှိမှာပါသူ့အောက်မှာသူ့ရဲ့ design ကိုပြောင်မြောက်အောင်ပတ်ပိုးပေးတဲ့အဖွဲ့တွေဖြစ်ပါပြီးတော့မှနောက်တစ်ခု role က set designer ဒါကကျွန်တော် set designer လည်းအင်မတန်ရေးကြီးပါတယ် state ခုံတစ်ခုလုံးကနေအစအနေကျွန်တော်တို့ state ပေါ်မှာရှိတဲ့အစရသောနော် blocks တွေနော်ဒီ character တွေကင်မဲ့ performance တွေကင်မဲ့ props တွေအစသဖြင့်အားလုံးကိုသူက design ထုတ်ပေးရပါတယ်အဲ့ဒီအောက်မှာ master carpenter တွေရှိမယ်နော်ကျွန်တော်တို့လက်သမားပေါ့နော်အဓိကသူလုပ်ချင်တဲ့ design ကိုပေါ်ပါသွက်လက်မြန်စွမ်းအောင်အထုတ်အသွင်းပြုနိုင်အောင် state ပေါ်မှာမြန်မြန်ဆန်ဆန်ရွှေ့နိုင်အောင်အဲ့အတွက် designer ရေးဆွဲတဲ့အားတွေကိုအဓိကပတ်ဖို့ပေးတဲ့အင်မတန်တော်တဲ့လက်သမားတွေရှိဖို့လိုပါတယ်เนาะပြီး assistant carpenters ရှိပါပါเนาะဒီလက်ထောက်လက်သမားတွေရှိမယ်နောက်တစ်ခါ scenic painter and props maker တွေเนาะ set designer ရဲ့အောက်မှာ set ရှိမှာပါ set designer ရဲ့
design တွေကိုအဓိကပုံဖော်ပေးမဲ့လူတွေပါကျွန်တော်တို့ scenic painter ဆိုတာတော့ကျွန်တော်နောက်ခံ scenery တွေပေါ့ backdrop scene တွေကိုကျွန်တော်တို့ရင်တော့ရေးဆွဲတာပါနော်အခုတော့ကျွန်တော်များသောအားဖြင့် LED ပေါ်မှာပုံဖော်ကြတာပေါ့နော် LED ပေါ်လာတော့လဲLED မပေါ်ခင်ကလည်းကျွန်တော်တို့လုံးဝပိတ်ကားတွေပေါ်မှာ scene by scene ကိုဆွဲရတာပါပြီး blocks maker တွေနော်ဟိုဇက်ဝင်ခန်းရအသုံးဆောင်နော်ပစ္စည်းတွေအဲ့ဒါတွေကိုလုပ်ပေးမဲ့လူတွေဖြစ်ပါတယ်အဲ့မှာပဲ assistant painters prop makers အစသဖြင့်ဒါလည်း crew တွေအကုန်လုံးရှိပါပါနောက်တစ်ခုက technical state manager ရှိပါတယ်ဒီ overall technical တစ်ခုလုံးပေါ့နော်ကျွန်တော်တို့ခုန lighting တွေနော် sound နဲ့ပတ်သက်တဲ့ဟာတွေနောက် state manager လိုအပ်တဲ့အရာတွေ costume တွေ set design အဲ့ဒါတွေအကုန်လုံးစင်ပြေချုံးဝေ့အောင်နော် overall technical တစ်ခုလုံးကိုလုပ်ပေးရတဲ့လူသူလည်းအင်မတန်ရေးကြီးပါတယ် generally သူတော်တော်များများသိထားဖို့လိုပါတယ်သူက audio ဘိုင်းဆိုင်ရာလည်းသူသိရမယ် lighting ဘိုင်းလည်းသိရမယ် costume တွေဘိုင်းလည်းသူတီးမိခေါင်းမိရမယ် set design နဲ့လည်းပတ်သက်တဲ့တီးမိခေါင်းရမယ်ပြီးအဲ့မှာရှိတဲ့တီးတာဖြစ်ဖြစ် state ဖြစ်ဖြစ် hydraulic system တွေရှိမယ်နော် fry bar တွေရှိမယ်ပေါ့နော် lighting ချိန်ဖို့အတွက် fry bar တွေအဲ့ဒီရဲ့စပိုင်းဆိုင်ရာတွေအစသဖြင့် mechanic ဘိုင်းတွေအဲ့ဒါတွေလည်းသူနားလည်ထားဖို့လိုတယ် technical state manager ဒါမှဒီ lighting designer တို့ sound designer တို့လိုအပ်ချက်တွေကိုသူကနေပြီးတော့အကောင်းဆုံးနဲ့အချောမွေ့ဆုံးဖြစ်အောင်သူကစီစဉ်ပေးနိုင်မှာဖြစ်တယ်သူအောက်မှာ head fryman ရှိမှာပေါ့နော် fryman ဆိုတော့ကျွန်တော်တို့အခု show တွေမှာကျွန်တော်မြင်ရမယ်လူပြန်သွားတာတို့ပေါ့နော်ပြန်တက်သွားတာတို့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တနည်းအားဖြင့် frying master လို့ခေါ်တယ်ဒါလည်းဘာသာရပ်တစ်ခုပါနော်ဒါကျွန်တော်တို့စီမှာတော့မတွေ့ရသေးပါဘူးအဲ့ဒါမျိုးကရှားတယ်ပေါ့လေရင်တော့ကျွန်တော်ဇက်တော်ကြီးတွေဘာတွေမှာတော့ဒီပြန်တက်သွားတာတို့ဆင်းလာတာတို့ရှိတယ်ဒါတိုင်ပင်ကြိုက်နောက်ကနေပြီးတော့ manually လူကနေပြီးတော့ကျွန်တော်တို့ကျိုးတွေနဲ့စက်သီးတွေနဲ့ဆွဲတဲ့ပညာရပ်ပါအဲ့လိုမျိုးဆွဲဖို့အတွက်ကိုခိုင်းစေတာကျွန်တော် frying master ပါဒါ course တစ်ခုအနေနဲ့သက်ရှိပါတယ်เนาะအဲ့ဒါတော့ head fryman တွေပေါ့เนาะဒါတွေပြီး crew တွေဒါကိုဆွဲဖို့ပြုဖို့တက်ဖို့နောက်တစ်ခုရေးကြည့်တာကျွန်တော်တို့ performance တွေပါเนาะဒါ performance တွေကတော့ကျွန်တော်တို့အဓိကတော့ artistic director ရဲ့နေပြီးတော့အမှုပညာဖန်တီးမှုအတွက်အမှုပညာကိုပြောင်မြောက်စွာသရုပ်ဆောင်ကပြဖြောပြအသုံးတော်ခံမဲ့လူတွေပဲဖြစ်ပါတယ်အဲ့တော့သူတို့ဒီကတော့အဓိကပေါ့အဲ့တော့ကျွန်တော်ဒီဘက်ပိုင်းက state manager တို့ lighting designer တို့ sound designer တို့ costume designer တို့ set designer တို့ technical state manager တို့ fryman တို့အစသဖြင့်လူအားလုံးဒီကျွန်တော်တို့ဒီက back state မှာဇက်ခုံနောက်ွယ်ကလကာနောက်ွယ်ကနေပြီးတော့ဒီ performance တွေအမှုပညာရှင်တွေပြောင်မြောက်သောအမှုပညာတင်ဆက်မှုကိုလုပ်နိုင်အောင်ဆိုပြီးတော့အဓိကပတ်ဖို့ပေးတဲ့လူတွေပဲဖြစ်တယ်เนาะကျွန်တော်တို့ဒီရှေ့ထွက်ရမယ်ရှေ့ထွက်မင်းသားတွေမဟုတ်ပါဘူးနောက်ွယ်ကနေပြီးသူတို့ကိုချုံးမွေ့အောင်ဒီ production တစ်ခုလုံးအစင်ချောအောင်အောင်မြင်ဆုံးနဲ့တင်ဆက်နိုင်အောင်အဓိကပတ်ဖို့ပေးရတဲ့အဖွဲ့အစည်းတရားသာလျင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခုကျွန်တော်က lighting basic lighting design course မှာ lighting designer ရဲ့ role ကိုကျွန်တော်အဓိကထားပြီးတော့ထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ် lighting design ရဲ့နာတယောက်ရဲ့ process တွေเนาะ lighting design ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ lighting designer ကိုခုလို့ဆိုရင်ကျွန်တော်ဒီမိခေါင်းမိသွားပြီလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ lighting designer ဒီကျွန်တော်တို့အဓိကဒီ production manager တို့ရဲ့အောက်မှာကျွန်တော်တို့ကရပ်တည်ရမှာပါပြီးရင်ကျွန်တော်တို့လိုအပ်တဲ့ artistic director နဲ့ director တွေနဲ့ကျွန်တော်တို့အမြဲတမ်းချိတ်ဆက်နေရမှာပါအဲ့ဒါအရင်ရေးကြည့်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ lighting designer ရဲ့ position နဲ့ role လေးကိုနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်ယူဆပါတယ်ကျေးဇူးတင်ပါတယ်